အားလုံးပဲမင်္ဂလာပါဒီနေ့မှာတော့ကျွန်တော်တို့အဖြစ်များတဲ့ဥမာကြီးကင်ဆာရောဂါနဲ့ပတ်သက်ပြီးတော့ကျွန်တော်ညီရယ်ဆွေးနွေးမယ်နော်ကျွန်တော်တို့နိုင်ငံမှာ2025ဒီတာကိုကြည့်လိုက်လို့ရှိရင်ကျွန်တော်တစ်နေ့ကိုလေလူတစ်သိန်းလောက်ပေါ့နော်ကင်ဆာနဲ့ပတ်သက်ပြီးကင်ဆာအမျိုးမျိုးပေါ့နော်အသစ်ဖြစ်ကြတယ်ကျွန်တော်လူနာအသစ်ပေါ့မနေ့ကတည်တာဘယ်လောက်ရှိအောင်ဆိုတော့9400လောက်ရှိတယ်နော်ဒီနာအသစ်ဖြစ်တာတစ်သိန်းနော်တည်တာ9000နော်ပြန်ပြီးတော့လူမျိုးလူကြီးနဲ့ပြန်ပြီးတော့စဉ်းစားနေလူတစ်သိန်းမှာ135ရောက်လူကြီး135မျိုးကိုမှတ်ထားပါရတယ်လူတစ်သိန်းမှာ135ရောက်ကကင်ဆာဖြစ်နေကြတယ်ယောက်ျားလေးတွေမှာကျတော့အများဆုံးဖြစ်တာမဟုတ်နော်စုပ်ကင်ဆာပြီးရင်ဥမာကြီးကင်ဆာမိန်းကလေးမှာကျရင်အမြင့်ဆုံးဖြစ်တာကျတော့တိမ်ကောင်းကင်ဆာပြီးရင်အစားဥလန်းကြောင်းမှာရှိရဲ့ဥမာကြီးကင်ဆာပဲနော်အဲ့တော့ဒုတိယတတိယလောက်ကိုလိုက်တယ်ဗျာသိလားဒါကြောင့်မို့နော်ပြောချင်တာကကျွန်တော်တို့ရှိမှာအသက်အရွယ်နဲ့ပြန်သွားမယ်ဆိုရင်အသက်45နှစ်ကျော်ပြီဆိုတာနဲ့ဥမာကြီးကင်ဆာရောဂါရှိနိုင်ကြီးစဖြစ်တယ်အဲ့တော့45နှစ်ကျော်သွားပြီဆိုတာနဲ့ဥမာကြီးကင်ဆာနဲ့ပတ်သက်ပြီးတော့ဝမ်းထဲကနေပြီးတော့စစ်မယ်နော်ဝမ်းထဲမှာတော့အဲ့ခုနဥလန်းကြောင်းမှာရှိရဲ့ကင်ဆာကကျွန်တော်ခန္ဓာကိုယ်ရဲ့တခြားနေရာမှာရှိတဲ့ကင်ဆာနဲ့မတူတာတခြားနေရာမှာဥမာထားတော့ကြောက်ကမှာဖြစ်တယ်အလုံးမှာဖြစ်တယ်အုံနောက်မှာဖြစ်တဲ့သူ့ရဲ့ညာဥလန်းကြောင်းကြတော့လက်ကစပြီးတော့နော်အပေါ်လေးသွားတဲ့နေရာထိရဘယ်လိုလဲဆိုခေါင်းပိုက်ပေါ့ hollow organ လို့ခေါ်တာပေါ့ကျွန်တော်ဒီ hollow organ ဆိုတာလှိုင်ကောင်းပုံနဲ့အခေါင်းပေါက်ရှိအဲ့တော့အစအဆုံးတနေရာမှာဖြစ်ပြီးဆိုရင်အဲ့ကကြွေကြတဲ့ကင်ဆာဆဲလေးတွေကင်ဆာတစ်ရှူးလေးကင်ဆာအဖက်အမှုန်လေးတွေဟာဝမ်းသွားတဲ့အချိန်တောက်လျှောက်ပါသွားအဲ့တော့တနေရာမှာကပ်ပြီးဖြစ်နေတယ်ဆက်ဖြစ်နိုင်တယ်လို့ရှိရင်လည်းနောက်ထပ်တစ်ခုကအဲ့ကအမှုန်မားတွေကိုကျွန်တော်ကဝမ်းထဲကနေပြီးစစ်လို့ရနောက်ထပ်ဝမ်းထဲမှာသွေးစာလေးတွေပါရင်လည်းစစ်လို့ရဝမ်းထဲမှာသွေးစာပါဆိုတော့ဘာနဲ့သွားတူလို့ဆိုတော့နောက်ပြောရဲနော်နော်လေကောင်းလို့နော်သွေးထွက်တာတို့ပါလည်းနည်းနည်းသွားစစ်ဒီမှာဆိုလို့ရှိရင်ယောက်ျားတွေမှာဆိုရင်ကိုလွန်တို့ရတန်တို့မှာဖြစ်တာပထမနော်အလိုက်ပဲဒါဆိုရင်အရှိတောင်အချောင်းမှာဖြစ်တာကျွန်တော်တို့နိုင်ငံနံပါတ်5လောက်မှာနေရာယူတယ်ပေါ့နော်ဒီလိုနေရာမှာနံပါတ်5လောက်မှာနေရာပိုဆွဲထားတယ်နော်အမြင့်ဆုံးဖြစ်တာအင်ဒိုနီးရှားဖိလစ်ပင်းထိုင်းလန်ပေါ့နိဗီယက်နမ်ပြီးရင်ကျွန်တော်တို့ပဲနော်အဲ့တော့ဒီမှာကအဲ့လိုမျိုးဖြစ်တယ်နောက်ထပ်တစ်ဆင့်စစ်ရမှာဝမ်းထဲကိုစစ်လို့ရတယ်ဝမ်းထဲမှာ PK organ blood ဆိုတဲ့သွေးစာလေးပါတယ်သွေးစာဆိုမျက်စိနဲ့မြင်တဲ့သွေးစာရှိတယ်မျက်စိနဲ့မမြင်တဲ့သွေးစာလည်းရှိတယ်အဲ့တော့နောက်ထပ်ဥမာကြီးကင်ဆာကိုမှန်ပြောင်းထည့်ပြီးတော့အောက်ကနေပြီးတော့အလေးသွားတဲ့နေရာနေမှန်ပြောင်းထည့်ရဥမာအဆိုင်မှန်ပြောင်းကြည့်တော့အဲ့မှန်ပြောင်းပုံစံကိုအောက်ကနေထည့်ရနော်အဲ့နောက်တစ်ခါကျတော့ကျွန်တော်ပြောစီရီ1တွေကိုတွားပြီးလို့ရှိရင်ပြန်ကြည့်ပါမိမိစိတ်မိမိ1ဟိုမှာကိုမစစ်စင်သူကလာစစ်ပါလေကိုဝဲစစ်ရမှာဟုတ်တယ်မလားအဲ့တော့ဒီကျွန်တော်တို့ဒီမှာယောဂလက္ခဏာလေးပြတာအဲ့ဒါဆိုတစ်ခုရှိဥမာကြီးကကြတော့ဗာလဲဆိုတော့ကျွန်တော်တို့ဥတက်ဆိုတဲ့ဟာလေးရှိဒီပုံမှာကြည့်လိုက်နော်ဥတက်ဆိုတဲ့အဲ့တန်းလန်းလေးပေါ့ညာဘက်ချမ်းပါလေအဲ့တန်းလန်းလေးဟာလေးပါနေစပြီးအဲ့ဒါညာဘက်ချမ်းတွင်ရှိတော့ဥမာကြီးအလဲမှာဖြတ်သွားတဲ့ဥမာကြီးဘယ်ဘက်ချမ်းမှာရှိတော့ဥမာကြီး ਨੇ အစာအောင်အိမ်ပြင်းစုပ်လမ်းကြောင်းပြီးတော့ညာဘက်မှာရှိတဲ့ဟာကစုပ်နဲ့ဝေးတယ်ဆိုလိုချင်တဲ့သဘောကဘယ်ဘက်ကိုရောက်နေလဲစုပ်ဘက်ကိုရောက်သွားလေကင်ဆာဖြစ်တဲ့ဟာလေညံလေဆိုယောဂလက္ခဏာဆိုလေအဲ့တော့ညာဘက်မှာလားဘယ်ဘက်မှာလားအလဲမှာလားဒါမှမဟုတ်ချက်ပေါ့နော်အလဲမှာလားဒါမှမဟုတ်ဆိုဝေါဒီအစာအောင်အိမ်ဘက်မှာလားပေါ့သူက9နေရာလောက်ရှိနော်မဖြစ်လို့ရတဲ့နေရာလေးတွေ9နေရာလောက်ရှိအဲ့တော့ဆိုလိုချင်တဲ့တော့ဒါဆိုanalyze care တွေပါပြောထားပါတော့ဒါဟိုမှာကြည့်နေရာလေးကိုကြည့်လိုက်အဲကိုလွန်မှလေအလုံးကြီးတွေတွေ့လားနေရာကြီးပြလေမတူဘူးเนาะအလုံးလေးဖြစ်လာအဲခုနပြောတဲ့ colitis လို့ဟာတွေရှိရဲ့ညာရဖြစ်တဲ့ပုံစံတွေပေါ့အထက်မှာကျွန်တော်ပြောင်းထည့်ကြည့်လိုက်လို့ရှိရင်เนาะပူသီးလေးတွေသဘိုလေးတွေเนาะအနာလေးတွေဒါလေးဆိုအဆင့်3လေး4ထီရှာတော့ဒါ3ထီပြထားလေးပေါ့အဆင့်0ပေါ့အဆင့်ဆိုစဖြစ်တဲ့ချိန်မှာဥနေရလေးမှာထပြီးတော့ပွားလာပြီအဆင့်2ကအထဲထဲမှာပါအောင်ဂလိုင်ပေါက်ဖြစ်လာပြီအဆင့်5လဲ3လဲရောက်တော့ဘာဖြစ်အောင်ထုံးဝကင်ဆာဆဲတွေကြည့်ဖြစ်ဒါကတော့ကင်ဆာမှာစားရမယ့်ပုံစံလေးပေါ့နော်အဲ့တော့ပြန်ပြောမယ်ဆိုလို့ရှိရင်ခုနကပြောတဲ့ဥမာကြီးကင်ဆာအတင်းပုံမှန်ဆိုရင်20ရာစုနောက်ပိုင်းလောက်မှကျွန်တော်တို့ကဒီဟာဥမာကြီးကင်ဆာထူးခြားလာတာအဲ့တော့
ကျွန်တော်တို့ဒီအသက်20နဲ့45နှစ်ကြားမှာအသေးချိန်အများဆုံးဖြစ်တဲ့အတွက်ပုံမှန်ဆိုရင်တော့ကျွန်တော်လူငယ်တွေမှာလည်းစစ်တင်တယ်ဖြစ်နိုင်တော့45နှစ်ကျော်ရင်တော့ဖြစ်ဖို့ရာခိုင်နှုန်းပိုများသွားပြီပေါ့နော်အဲ့တော့ကျွန်တော်တို့ခုနပြောတဲ့လူတွေကအဆုတ်ယောဂနဲ့ရင်သားကင်ဆာကိုပဲသွားပြီးတော့ကြည့်လို့မရအောင်လို့ရှိရင်အဲ့ဒါတွေကလည်းဘယ်လိုပြောကုသလို့လွယ်ဒါကြောင့်တိလာနဲ့ကုသဖို့ကြောင့်နည်းနည်းခက်ခဲတယ်အဲ့လိုမျိုးပါရှိတယ်နော်အဲ့တော့မျိုးဆက်ကြောင့်လားပေါ့ပြန်စဉ်းစားကြည့်မယ်ဆိုရင်ဥမာကြီးကင်ဆာကကင်ဆာတော်များပေါ့ကျန်တဲ့ယောဂတွေတော့မျိုးလိုက်တယ်လို့ရှိတယ်ဒါပေမဲ့တို့တော့သူကမျိုးပီစားကြောင့်ဆိုတာတဲ့ဆိုင်ရင်လူနေမှုပုံစံနဲ့ပတ်ဝန်းကျင်ဆိုင်ရာချက်တွေကြောင့်ဖြစ်တာများတယ်ဆိုတော့ဥမာကျွန်တော်အစားအသောက်တွေမှာနော် fast food တွေပေါ့နော်အလွယ်ကူစားတဲ့အစားအသောက်တွေများလာတယ်အရက်တွေပိုပြီးတောက်လာတယ်အဝါလွန်လာတယ်ကြီးကျိုသွေးကြိုတွေဖြစ်တာများလာတယ်အဲ့တော့ချိန်ထဲမှာပဲကျွန်တော်တို့ပဋိဇေဝဆေးတွေတောက်တာများတဲ့အခါကျရင်ပဋိဇေဝလွန်ခဲ့ပြီးတောက်တာပြီးတော့ပဋိဇေဝဆေးတွေကဥလန်းကြောင့်မှရှိတဲ့ဘက်တီးရီးယားပေါက်ဖွားမှုလို့ကပောက်ကမှဖြစ်စေတယ်အကျိုးပြုဘက်တီးရီးယားရှိတယ်အကျိုးမပြုတာရှိတယ်အဲ့တော့အကျိုးပြုဘက်တီးရီးယားတွေတည်ပြီးအကျိုးမပြုတာတွေများလာတော့ဥလန်းရံနေရောင်မယ်နာမယ်အဲ့လိုနဲ့အမျိုးမျိုးတွေဖြစ်တာပေါ့လေနော်အဲ့ဒီခါကျတော့နောက်ထပ်ပို့ဆိုရကြတော့အကခဲပြောက်စီးခဏတောက်မယ်ဒါမျိုးတွေဆိုလို့ရှိရင်အစာအိမ်မှာနိုင်ငံတွေအားလုံးမှာပြဿနာရှိဝမ်းချုပ်တာတွေပေါ့နော်အဲ့ဒီခါကျတော့ကျွန်တော်တို့ကဒီယောဂငယ်တဲ့လူတွေမှာကျတော့အဝါလုံးနဲ့စီးကြိုသွေးကြိုပြီးအချိုရည်တွေလွန်ခဲတော့တောက်မယ်ဒါဆိုဥမာကြီးဖြစ်သွားမှုတေချာဆောင်ပြီးပါတောင်းနေပေါ့နော်အဲ့တော့အနီအောင်အသားတွေအလွန်ကျွန်းစားရပေါ့ကျွန်တော်နိုင်ငံအဲ့လောက်ကျော်မစားဘူးပေါ့နော်ခြားနိုင်ငံတွေကနောက်ဥရောပတွေကအနီအောင်သားတွေအားစားတော့မီဒီယံတို့ဘာလို့လဲတားကြီးမကြက်ဘူးအဲမှာနည်းနည်းရေးလေးရှောင်กินထားတာပေါ့နော်အရက်တောက်တာဆေးလေးတောက်တာကိုလည်းလှုပ်ရှားနေတာပဋိဇေဝဆေးတွေတုံးတာတအားကွာကြောင့်ပဋိဇေဝဆေးကျွန်တော်မတုံးခိုင်းတာအသီးနှံဟင်းသီးညွတ်အမြင့်တက်တွေပါလာအဓိကသူက fiber diet ပေါ့နော်အမြင့်တက်နေတဲ့ဟာဒီမှာပြဿနာရှိပါတယ်နော်အဲဒီခါကျတော့ကျွန်တော်တို့ကကင်ဆာနဲ့ပတ်သက်ပြီးတော့သူတည်နာသူလုပ်တယ်ဒီဆိုင်ဦးခန်းကြောင်9နှစ်လောက်သူတည်နာလုပ်တဲ့အခါမှာသူတို့ဘာတွေ့လာလဲဆိုတော့အရက်တောက်တာနဲ့အဝါလွန်တာနဲ့လွန်ခဲစွာပြုပြင်ထားတော့အစားတော့ပြောနေတာ fast food တွေ preserve food တွေပေါ့နော်ဟိုမှာအကြရှိခံလုပ်တဲ့ဟာတွေအသင့်စားတွေပြင် vendor food ပေါ့လမ်းပေးစာတွေပေါ့နော်လမ်းပေးစာအဲ့လိုဟာတွေကအများဆုံးဖြစ်တယ်ဆိုတာကိုတွေ့တာပေါ့နော်အဲ့လိုခါကျတော့အရက်တောက်တဲ့ပုံစံကိုကြည့်ပြီးတော့လေဒါဥမာကြီးကင်ဆာဖြုတ်ဖို့ရရင်တော့ပုံများပါအဲ့တော့အဲ့ဒါပိုဆိုးတာကြောင့် microwave နဲ့ပြန်ပြီးနှိုးရတဲ့အစားအသောက်တွေပြစ်ချွဲနေအောင်ကြာရှည်ခံအောင်လုပ်ထားတယ်နော်ဥမာထားပါတော့ဟာလေးကန်နဲ့ဖူးတာဘူးတော့ဘာလို့ဆိုတော့စီတို့ဘူးတို့ဟာတွေပေါ့နော်အဲ့ဒါတွေကလည်းပြဿနာကြီးကြီးရှိပါတယ်အဲ့တော့ခါကျတော့စတင်ဖြစ်ပွားတဲ့အချိန်မှာကျွန်တော်ကိုလွင်းအင်္ဂါတွေကိုပြန့်သွားတာတအားနဲ့မြန်နေဥမာကြီးကင်ဆာလေကုသရလည်းနည်းနည်းလေးခက်ခဲရှည်ဥမာအဆင့်1နဲ့3ဒီ4မှာဒီမှာရှားနေရတို့ပြန့်လာရောပါဆိုဒီမှာအဆင့်နေတော့တော်နေအောင်ဖောက်ပြီးအဲ့မှာအလုံးကြီးဖြစ်သွားတဲ့ခါကျတော့အဆောင်အိမ်လမ်းကြောင်းထိုးရတာတွေပါဖြစ်လာပါတော့အဲ့ခါကျမို့ကျွန်တော်တို့ကစစ်ဆေးတဲ့ခါကျရင်လည်းသူကဒီအပြားတွေကိုသွေးတွေကစစ်တာဆိုတာလည်းဆိုင်သွေးထဲမှာစစ်တာလေမသိကြအောင်ဝမ်းထဲမှာရှိတဲ့ fecal organ blood ကိုစစ်ရမယ်နံပါတ်1နောက်ကကျဥမာကြီးမှန်ပြောင်းကြည့်ရဆိုတာလွယ်တဲ့ဟာတော့မဟုတ်သူ့မှာလည်းအမေထုံစည်းမိသေးတွေရဲ့ဒဏ်နေပြီးရင်ဦးလေးကိုခုနပြောတဲ့ပြောင်းထည့်လိုက်တာအခုလိုမျိုးကြည့်ဖို့အတွက်ပေါ့နော်မဲကင်ဆာအလုံးကျိတ်တယ်အဲ့ထဲကိုကြည့်ဖို့အတွက်ပိုက်ကြီးထည့်လိုက်တာဖြစ်တဲ့အတွက်ကြောင့်မို့လို့ထည့်ပြီးတဲ့လူဆိုလည်းတည်တယ်ပြောညင်တဲ့လူလိုတယ်ဆေးရုံမှာလည်းဒီကြည့်လို့ရတယ်နော်ဟို facility ရှိဖို့လည်းလိုတယ်ပြီးလို့ရှိရင်ကြည့်ပြီးလို့ရှိရင်လည်းတခါလေဆေးကုသလို့ရတာပေါ့တခါလေအဲ့မှာဖြတ်ခဲ့တောက်ခဲ့နော် biopsy ယူခဲ့အဲ့လိုလုပ်ခဲ့ရရှိတာပေါ့နော်အဲ့ဒီခါကြောင့်မလို့ဒါဘယ်လိုပြောမလဲလူတိုင်းအားလုံးအသက်45နှစ်ကျော်ရတယ်စစ်တင်တယ်ပထမဆုံးစစ်တော့ဘာစစ်တင်လဲဆိုတော့ခါကြတော့ဝမ်းထဲမှာ fecal organ blood ကိုစစ်တင်တယ်အဲ့ဒါတွေတစ်ဆင့်မှပဲနောက်ထပ်ကင်ဆာဖြစ်စေတဲ့နော်ဟိုဟာလေးပေါ့နော်တွေးထဲမှာရှိတဲ့ကာစီနိုဂျန်နိဟော်မုန်းတွေကိုစစ်လို့ရအောင်နော်အားကြောင့်မလို့ကျွန်တော်ပြောချင်တာကဘာလဲဆိုတော့အခုချိန်မှာကျွန်တော်တို့ကကာဝယ်နီးလန်းနေရရှိတယ်အဲ့တော့နေထိုင်တဲ့နီးလန်းစားတောက်တဲ့နီးလန်းတွေကိုလည်းကိုကအများကြီးပြုပြင်ဖို့လည်းကျွန်တော်ပြောထားဘူးလားရှိရနော်အားကြောင့်အစားတောက်စားတဲ့ခါမှာအလွန်ပြုပြင်ထားတဲ့ဟာကလို fast food နော်ရှော့စားရမယ်အချိုရည်ရှော့တော့မယ်လေ့ကျင့်ခန်းတွေပို့လို့ရအဲ့တော့ခုနဗီတာမင် D ကိုအမြင့်တက်ပါတိုင်းများများစားအဲ့တော့အရေးကြီးဆုံးကဆရာဝန်ပါဝင်တဦးချင်းအချိန်စောပြီးသိရင်အားလုံးဆောင်ရွက်လို့ရတယ်ဆိုတဲ့အကြောင်းကိုဒါတင်ရှင်းပြဖြစ်ပါတယ်အားလုံးပဲဒီဥမာကြီးကစားတဲ့ပတ်သက်ပြီးထပ်သိချင်တာရှင် comment ပေါ်မှာမေးခဲ့လို့ရပါတယ်အားလုံးကျမ